မင်္ဂလာပါရှင်ဇွန်လ12ရက်နေ့အတွက်ရရှိထားတဲ့သတင်းတချို့ကိုတင်ဆက်ပေးကြပါမယ်။ပထမဦးစွာတောင်ကြီးနဲ့ရှမ်းပြည်နယ်မြို့တွေမှာ KTV နဲ့ဘားဆိုင်တွေအပြိုင်ဖွင့်လာကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကြီးမြို့အပါအဝင်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာ KTV တွေနဲ့ဘားဆိုင်တွေအပြိုင်ဆိုင်ဖွင့်လှစ်လာကြတာကြောင့်လူငယ်တွေပျက်စီးလာမှာကိုမိဘတွေကစိုးရိမ်နေကြပါတယ်။ဒီနေ့ KTV နဲ့ဘားတချို့မှာ Happy Water လို့ခေါ်တဲ့မူရစ်ဆေးဝါးတစ်မျိုးအပြင်ကက်တမင်းနဲ့တခြားမူရစ်ဆေးတွေကိုလည်းသုံးစွဲလို့ရနေကြတာပါ။ဒါအပြင်တောင်ကြီးမြို့ပေါ်မှာတရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ private cinema ခေါ်ရုပ်ရှင်ရုံငယ်လေးတွေလည်းဖွင့်လှစ်ထားတာတွေရှိနေကြပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကမတိကျိုးကျွံပြုနေကြတယ်လို့တောင်ကြီးဒေသခံတို့ကဆိုပါတယ်။လူငယ်ဆောင်တွေအတွက်တီးတန့်ဖွင့်လှစ်ထားတာမျိုးဖြစ်နေတဲ့ private cinema တွေကတီးတန့်အခန်းငယ်လေးတွေနဲ့ကြည့်ရတာမျိုးဖြစ်ပြီးတရားဝင်ခွင့်ပြုထားတာမျိုးမရှိတာမို့ဒေသခံတွေကမေးခွန်းထုတ်နေကြတာပါ။ပြီးခဲ့တဲ့မတ်လ29ရက်နေ့တုန်းကလည်းကလောမြို့နယ်အောင်ပန်းမြို့မှာရှိတဲ့ KTV တခုမှာဟိုင်းကန်းပြုတ်လုပ်ပြီးမူရစ်ဆေးသုံးစွဲနေတဲ့လူငယ်9ဦးကိုဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပူပါတယ်။ဒီလိုဖမ်းဆီးမှုတွေဆိုတာကလည်း10ခုမှတစ်ခုအခု100မှတစ်ခုတောင်မရှိသလိုတကယ်တမ်းမဖမ်းဆီးတာတွေလည်းအများကြီးဖြစ်နေပြီးမူရစ်ဆေးကအိမ်သုံးဆေးဝါးထက်တောင်ပေါ်သလိုဖြစ်နေပြီလို့ဒေသခံတို့ကဆိုပါတယ်။အခုလိုမျိုး KTV တွေနဲ့ private cinema တွေဖွင့်လှစ်မှုအခြေအနေနဲ့ပတ်သက်လို့စီကံချက်တွေလိုင်စင်ချထားပေးမှုနဲ့စီကံမလိုက်နာသူတွေကိုအရေးယူမှုအခြေအနေတွေကိုသိရှိဖို့အတွက်တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးဟောင်းဝင်းထဲမှာရှိတဲ့ပြည်내ဗီဒီယိုလုပ်ငန်းစစ်စစ်ကြီးကြပ်ရေးကော်မတီရုံးကိုကမ္ဘောဇာတိုင်းကအကြိမ်ကြိမ်တွားရောက်မေးမြန်းခဲ့ပေမဲ့လည်းဒီနေ့အချိန်ထိတစုံတရာအကြောင်းပြန်ဖြေကြားမှုမရှိသေးတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးဓာတ်ဆီဈေးတွေ400ကျော်လောက်ကျဆင်းသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။73စီကြီးကြပ်ရေးကော်မတီရဲ့ဇွန်လ12ရက်နေ့ထုတ်ပြန်တဲ့ဈေးနှုန်းတွေအရဓာတ်ဆီဈေးတွေ400ကျော်ကျဆင်းလာပြီးဒီဇယ်ဈေးတွေလည်းကျဆင်းနေတယ်လို့သိရပါတယ်။တောင်ကြီးမြို့ရဲ့73စီဈေးကွက်မှာအောက်တိန်း92တလီတာကို4510ကနေ4045ကျပ်အထိကျဆင်းသွားခဲ့ပြီး95ကတော့တလီတာကို4555ကျပ်ကနေ4085ကျပ်အထိကျဆင်းသွားခဲ့တာပါဒီဇယ်ဈေးတွေကလည်းဆက်လက်ကျဆင်းနေခဲ့ပြီးဒီဇယ်ရိုးတလီတာကို4385ကျပ်ကနေ4150ကျပ်အထိကျသွားခဲ့သလိုပရီမီယံဒီဇယ်တလီတာကို9280ကနေ4965ကျပ်အထိကျဆင်းသွားတာပဲဖြစ်ပါတယ်73စီဈေးနှုန်းတွေကျဆင်းလာပေမဲ့လည်း73စီဆိုင်ကြီးတွေမှာတော့စီရောင်းချရချိန်ကိုရှော့ချထားတာမို့ဝယ်ယူဖို့အခက်အခဲတွေရှိနေကြသေးပါ73စီပြင်ပမှောက်ကိုဈေးကွက်ကလည်းဆက်လက်ရှိနေသေးဖြစ်ပြီးနေရာဒေသအပေါ်မူတည်လို့73စီဈေးနှုန်းကတလီတာကို9000ကျပ်ကနေ3000ကျပ်ဝန်းကျင်အထိရှိနေသေးဖြစ်ပါတယ်အခုနောက်ဆုံးအနေနဲ့ထိုင်းတော်ဝင်မိသားစုရဲ့မင်းသမီးကြီးကွယ်လွန်သွားတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းနိုင်ငံတော်ဝင်မိသားစုရဲ့မင်းသမီးကြီးပါချရာကီတီယာပါနတ်ရွာဆန်ကွယ်လွန်သွားပြီလို့ထိုင်းနိုင်ငံတော်ဝင်နန်းတွင်းဗျူရိုကနေဇွန်လ12ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အသက်48နှစ်အရွယ်မင်းသမီးကြီးဟာဇွန်လ17ရက်ည9:48မိနစ်မှာနတ်ရွာဆန်သွားခဲ့တာဖြစ်ပြီးနှလုံးရောဂါ၊အိုမာကြီးရောင်ရမ်းပြီးဝမ်းပိုက်အတွင်းပိုးဝင်တဲ့ရောဂါတွေကြောင့်နတ်ရွာဆန်သွားခဲ့တာလည်းဖြစ်ပါတယ်။မင်းသမီးကြီးက2022ခုနှစ်ဒီဇင်ဘာ15ရက်နေ့မှာနှလုံးရောဂါအခြေအနေကြောင့်သတိလစ်မေ့မျောခဲ့ရတာဖြစ်ပြီးဘရင်ချူလာလောင်ကွန်းအထိမ်းအမှတ်ဆေးရုံကြီးမှာတော်ဝင်ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့အနီးကပ်ကုသမှုကိုခံယူခဲ့ရတာပါ။အဲ့ဒီတုန်းကမင်းသမီးကြီးဟာကိုရက်ဒေတာမှာစစ်ဖက်ဆိုင်ရာမှာအသုံးပြုမဲ့ခွေးတွေကိုလေ့ကျင့်ရေးလုပ်နေတော့ရုတ်တရက်လဲကျပြီးသတိလစ်သွားခဲ့ရတာပါ။အဲ့ဒီနောက်သတိပြန်ရမလာတော့ပဲကိုမအခြေအနေတွေကိုဝင်ရောက်သွားခဲ့တာပါအဲ့ဒီနောက်ပိုင်းနှစ်တွေမှာမင်းသမီးကြီးရဲ့ကုသမှုအကြောင်းနဲ့ပတ်သက်လို့ဘာသတင်းမှမကြားရတော့ပဲအများပြည်သူတွေစီသတင်းထုတ်ပြန်ခြင်းလဲတိတ်မရှိသလောက်ဖြစ်သွားခဲ့ပါတယ်2025ခုနှစ်ထဲမှာတော့နန်းတော်ကမင်းသမီးကြီးရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့သတင်းထုတ်ပြန်မှုတစ်ခုပြုလုပ်ခဲ့ပြီးသွေးအတွင်းအပြင်းထန်တဲ့ယောဂပိုးဝင်နေတာကြောင့်အသက်ရှူစက်နဲ့ကြောက်ကပ်အထောက်အကူပြုစနစ်တွေသုံးနေရတယ်လို့အသိပေးခဲ့တာပါ2026ခုနှစ်မေလမှာတော့မင်းသမီးကြီးကဝမ်းပိုက်အတွင်းပိုးဝင်ခြင်းနဲ့အိုမာကြီးရောင်ရမ်းခြင်းပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ဆက်တွဲတွေအနေနဲ့သွေးပေါင်ကျခြင်းနှလုံးခုန်မမှန်ခြင်းသွေးခဲစနစ်မမှန်ခြင်းတွေပါဖြစ်လာခဲ့တာပါဆရာဝန်တွေကအဆုပ်နဲ့ကြောက်ကက်ရဲ့လှုပ်ဆောင်ချက်တွေကိုစက်တွေနဲ့ဆက်လက်ထိန်းထားခဲ့ပေမဲ့လည်းယောဂပိုးဝင်ရောက်မှုကိုတော့ထိန်းမထားနိုင်တော့တဲ့အကြောင်းနန်းတော်ကနေမေလ22ရက်မှာထုတ်ပြန်ခဲ့ပါတယ်